နောက်နေ့ရောက်တဲ့အခါမှာတော့ Haruto ကလည်းအဖွဲသားတွေနဲ့ mission အသစ်ကိုစတင်ခဲ့ကြပါတယ်။သူတို့တွေနောက်တနေရာတစ်ခုကိုရောက်တော့ Cleria ဆိုတဲ့ main လေးတယောက်ကရုတ်တရက်ရောက်လာပြီးတော့ Ellie ကိုမင်းသမီး Ellie လို့ခေါ်လိုက်ပါတယ်။ Cleria ကလည်း Ellie ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့မလုပ်ခင်မှာ Ellie ကတော့သူမကိုအရင်နှုတ်ပိတ်ထားဖို့လုပ်လိုက်ပါတယ်။ Cleria ကလည်းသူမကိုသူမမိတ်ဆက်ပြီးတော့သူမက Valentina Federation ရဲ့အဖွဲ့ဝင်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ Cleria က Ellie ကိုအိမ်ပြန်ဖို့တောင်းဆိုနေခဲ့ပါတယ်။ဒါကို Ellie ကတော့သူမက Haruto ကိုချစ်နေတာကြောင့်ပြန်မလာနိုင်သေးဘူးလို့ပြောပြလိုက်ပါတယ်။ Cleria ကလည်းစိတ်ဆိုးသွားခဲ့ပြီးတော့ Haruto ကိုဆင်ခေါ်ပြီးတော့တိုက်ပွဲတစ်ခုစားလိုက်ပေမဲ့ Cleria ကပဲရှုံးနေသွားခဲ့ပါတယ်။ Haruto က Ellie ကိုသူမကဘယင်မျိုးနဲ့ထက်အိမ်နဲ့ပိုတူတယ်လို့ပြောနေတော့ပဲ Ellie ကတော့ Haruto ကိုစားတော့ဆိုင်တစ်ခုတည်းကိုဆွဲခေါ်သွားတာပေါ့။နောက်နေ့မှာလူကအဖွဲကို mission အကြောင်းကိုရှင်းပြပေးခဲ့ပါတယ်။လူကတော့ဒီနေ့လှုပ်ဆောင်ရမယ် mission အကြောင်းကိုရှင်းပြပြီးတော့ Ellie က Cleria နဲ့ဘာကြောင့်မလို့ mission လုပ်ရတာလဲဆိုပြီးတော့ရုတ်တရက်ကိုမှမေးလိုက်ပါတယ်။ Cleria ကတော့ Haruto ထက်ပိုကောင်းကြောင်းသူမကတော့ပြမယ်ပြောပြီးတော့ပြီးရင်တော့ Ellie ကိုသူ့ရဲ့နိုင်ငံကိုပြန်ခေါ်သွားမယ်လို့ပြောလိုက်တာပေါ့။ Cleria ကတော့ Ellie ကိုလက်တန်ကားရဲ့အထူးတပ်ဖွဲ့ဝင်ဖြစ်တာကြောင့်သူမကိုကျောင်းမှာဆက်နေရမယ်လို့ပြောနေခဲ့ပါတယ်။ Haruto ရဲ့အဖွဲ့ကို mission မထွက်ခင်နှုတ်ဆက်လိုက်ကြပြီးတော့ Cleria ကလူကိုနောက်ခံအင်အားတွေပြင်ဆင်ထားဖို့လည်းတတိပေးလိုက်ပါတယ်။ Haruto ရဲ့အဖွဲ့ကလည်းတစ်တော်လေးကိုဝင်သွားပြီးတဲ့နောက်မှာတော့မိစ္ဆာတွေကိုစတင်တက်ဖြတ်ခဲ့ကြပါတော့တယ်။ Cleria ကတော့တကောင်ကိုတယောက်နှုံးနဲ့ကိုတက်နေကြပါလားဆိုပြီးတော့စနှောင်နေခဲ့ပါတယ်။ Cleria ကတော့သူမရဲ့စွမ်းအားကိုအသုံးပြုပြီးတော့မိစ္ဆာတွေတက်နေခဲ့ပါတယ်။နောက်တော့ Ellie ကိုအဆုံးတက်လိုက်ဖို့ကိုပြောလိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့အဖွဲ့ကလည်းမိစ္ဆာတွေကိုတက်ဖြတ်ရင်းညနေပိုင်းကိုရောက်ရှိလာခဲ့ပါတယ်။ညဘက်ရောက်တော့ Cleria ကအုပ်စုနှစ်စုခွဲပြီးတော့တစုကအိပ်ပြီးတစုကစောင့်ကြည့်ဖို့တာဝန်ခွဲခဲ့ကြပါတယ်။ Erica နဲ့ Ellie ကစောင့်ကြည့်နေစဉ်မှာ Haruto နဲ့ Cleria ကလည်းအိပ်ကြရမှာပါ။ Erica ကတော့ Ellie ကိုမိစ္ဆာ42ကောင်ကိုတက်ပေးပြီလို့စကားတွေပြောရင်းကင်းဆောင်နေခဲ့တာပေါ့။ Haruto နဲ့ Cleria ကလည်းညာကောင်းကင်ကိုကြည့်ရင်လည်း Haruto ကသူ့ရဲ့ညီမလည်းဒီလိုမြင်ကွင်းကိုကြိုက်လောက်တယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ Cleria ကလည်း Haruto နဲ့ Cleria ကိုရိုနေကြတဲ့စုံတွေနဲ့တူတယ်လို့စနေခဲ့ပါတယ်။ဒီလိုနဲ့တော်ရဲကနေအတန်ကြားတာမို့လို့သူတို့ကလည်းပြေးထွက်သွားခဲ့ကြပါတယ်။ Cleria ကတော့ Ellie ကို Cleria နဲ့ Haruto ကတော်ရဲကိုတူတူချိန်တွေ့ဖို့ကိုထွက်လာတာလို့ရှောက်ပြောနေခဲ့ပါတယ်။တော်ရဲမှာတော့ Cleria ကမိစ္ဆာနဲ့တိုက်ခိုက်နေရင်ချော့လဲသွားလို့ Haruto ပဲချက်ချင်းကိုမှအပြေးကယ်လာရတာပေါ့။ဒီလိုနဲ့ Cleria နဲ့မိစ္ဆာရဲ့သွေးတွေပေးသွားတာမို့လို့စက္ကန့်မပြန်ခင်ရေချိုးဖို့ကိုမှဆုံးဖြတ်လိုက်ကြပါတယ်။ Haruto ကတော့မကမ်းမလန်းမှာစောင့်နေခဲ့တာပေါ့။ Cleria ကတော့ Ellie ကို Haruto ကိုမချစ်ပါနဲ့တော့လားဆိုပြီးတော့ပြောနေခဲ့ပေမဲ့လို့ Ellie ကတော့ Haruto ကတခြားသူနဲ့ကြိုက်နေရင်တော့မှသူကလက်မလျှော့ပဲနဲ့ဆက်ကြိုးစားနေမှာပဲဆိုပြီးတော့ပြောနေခဲ့တာပေါ့။ Cleria ရဲ့ဘက်မှာတော့ Cleria က Haruto ကို Lisa ရဲ့အကြောင်းကိုလှမ်းပြောပြနေခဲ့တာကြောင့်သူကမိစ္ဆာတွေရဲ့ဗီဇာနဲ့ကိုဖန်တီးထားတဲ့သူဖြစ်ကြောင်းနဲ့ဒါတွေအားလုံးရဲ့အစားကတော့လန်နီကြောင့်လေသူ့ကြောင့်ပဲအမေနဲ့တန်ရရသွားခဲ့ရတာ။ Cleria နဲ့ပြောနေရင်လည်းတခြားအဖွဲ့ကလည်းကူးဆက်ခံလူတွေတိုက်ခိုက်တာကိုခံလိုက်ရတာကြောင့်အကုန်တေးသွားကြောင်းတင်ရလိုက်ပါတော့တယ်။ Cleria ကလည်းချက်ချင်းပဲ Haruto ကိုသူတို့စခန်းကိုအတိပေးဖို့ကိုမှတွားခိုင်းခဲ့ပြီးတော့သူကတော့အဲ့ဒီအဖွဲ့ကိုတွားကူဖို့ကိုပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့ Cleria ကလည်းရောက်လာတော့မိုးတွေကအရန်ကိုမှရွာနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာခလိန်လို့ခေါ်တဲ့သူတို့ကလည်းအဖွဲ့ကောင်းဆောင်က Cleria ကိုစတင်တိုက်ခိုက်ကြပါတော့တယ်။ Cleria ကလည်းအင်အားကိုမှမမျှတာကြောင့်အသေးလဲကိုမှခံနေရပါတယ်။ခဏနေတော့ Cleria ရဲ့အဖွဲ့ကလည်းရောက်လာခဲ့ကြပါပြီ။ Erica ကတော့သူ့ရဲ့စွမ်းအားနဲ့ခလိန်ကိုချီနှောင်ပြီးတော့ထိန်လိုက်နိုင်ပါတယ်။ခလိန်ကတော့သူ့ကိုချီနှောင်ထားတာကိုဖျက်ပြီးတော့သူ့ရဲ့အဖွဲ့သားတွေနဲ့တူတူပြန်လည်တိုက်ခိုက်ခဲ့တာပေါ့။ Haruto ကတော့ခလိန်ကိုဦးဆောင်တိုက်ခိုက်ခဲ့ပြီးတော့Ellie ကတော့နာရီနဲ့ကိုစတင်တိုက်ခိုက်ပါတော့တယ်။မင်္ဂလိတွေရဲ့တိုက်ပွဲကလည်းပြင်းထန်လာခဲ့ပါတယ်။ Ellie ကတော့နာရီရဲ့မျက်လုံးကိုတတိထားမိသွားခဲ့ပါတယ်။သူကတော့ Ellie ရဲ့လက်နက်ကိုကူးယူဖို့ကြိုးစားနေတာမို့လို့ Ellie ကတော့ထိုးဖောက်ပစ်ဖို့ကိုစိတ်ကူးလိုက်ပါတယ်။ဒါပေမဲ့လို့သူကတနာစရာမျက်လုံးလေးကိုပြောင်းသွားပြီးတော့စိုက်ကြည့်နေခဲ့တာမို့လို့ Ellie ကလည်းတွေ့ဝင်နေသွားခဲ့ရပါတယ်။ခလိန်ကတော့ငါတို့ကိုလူတွေကမြင်နေရတဲ့ကဘာကြီးကမင်းတို့မြင်ရတာနဲ့မတူဘူး။ရက်ဆက်တက်ကြောင်းကိုပြောပြနေခဲ့ပါတယ်။ဒီလိုနဲ့ Haruto ကလည်းသူနဲ့တိုက်ခိုက်ရင်သူတို့ရဲ့မှတ်ညံတစ်ပိုင်းတစ်စတွေကိုမြင်တွေ့လိုက်ရခဲ့ပါတယ်။အဲ့ဒီမှာခလိန်နဲ့သူ့ရဲ့တငယ်ချင်းတွေကငယ်စဉ်ကတည်းကနှိမ့်ဆက်ခံခဲ့ရတာတွေကိုတွေ့လိုက်ရပါတယ်။ Haruto ကလည်းတိုက်ပွဲကိုရပ်ဖို့သူ့ရဲ့ခန္ဓာကိုယ်ပြည့်စွမ်းကိုထုတ်လိုက်ခဲ့တာပေါ့။ခလိန်ကလည်းစွမ်းအားမြင့်တင်လိုက်ပြီးတော့တိုက်ပွဲကဆက်လက်ပြင်းထန်လာခဲ့ပါတော့တယ်။ Cleria ကလည်းခရင်ကိုဆက်မတိုက်ဖ ೇನೆ ရလိုက်တော့ဖို့ကိုတာနေခဲ့လိုက်ပါတယ်။ရုတ်တရက်ပဲမိစ္ဆာတကောင်ကပေါ်ထွက်လာပြီးတော့ခရင်နဲ့ Haruto တို့ရဲ့တိုက်ပွဲကိုရပ်တန့်လိုက်တယ်လို့ဖြစ်သွားခဲ့တာပေါ့။ခရင်ကတော့မိစ္ဆာကိုဆက်ရောက်သွားခဲ့ပြီးတော့စတင်တိုက်ခိုက်ခဲ့ပါတယ်။ Haruto ကတော့ခရင်ကိုတတိပေးပေမဲ့လို့ခရင်ကတော့မနာခံခဲ့ပါဘူး။ဒါပေမဲ့လို့ခလင်းကလည်းမိစ္ဆာရဲ့တိုက်ခိုက်မှုကိုမရှောင်လိုက်ခင်မှာသူ့ကို Haruto ကပဲပြတ်ခဲ့လိုက်ရပါသေးတယ်။ခရင်ကတော့ Haruto တို့ကိုရန်သူကိုဘာလို့ပြတ်ခဲ့တင်နေရလဲဆိုပြီးတော့မိလိုက်တော့ဒါတွေကတော့လုံသိတဲ့ຢာတွေဖြစ်ကြောင်းကို Haruto ကပြန်ပြောလိုက်ပါတယ်။နောက်တော့ Cleria ချားကိုတခြားအဖွဲ့သားတွေကိုပါစူးစီးထားဖို့ကိုပြောလိုက်ပြီးတော့ကျန်တဲ့သူတွေကိုရောစတိုက်ဖို့ကိုအာရုံစိုက်ထားဖို့ကိုမှားလိုက်ခဲ့ပါတော့တယ်။ချားကတော့ Haruto ကို Cleria နဲ့နမ်းဖို့ကိုမှအကြံပေးလိုက်ပါတယ်။ဒါမှ Haruto ရဲ့စွမ်းအားကိုမျှဝေနိုင်မှာလို့ပြောလိုက်တာပေါ့။ချာကတော့ Cleria ကိုဒီစီစဉ်ကအောက်မြင်နိုင်ပေမဲ့လို့ခန္ဓာကိုယ်မှာဘယ်လိုမျိုးတက်ရောက်မှုရှိမဲဆိုတာကတော့အတိအကျမပြောနိုင်သေးဘူးလို့တတိပေးလိုက်ပါတယ်။ Ellie ကတော့တားနေပေမဲ့လို့သူမရဲ့စကားကိုတော့ဘသူကမှတော့ဂရုမစိုက်ကြပါဘူး။ Ellie ကိုလစ်လို့ရှုပြီးတော့ Haruto ကတော့ Cleria ကိုနှမ်းလိုက်ပါတယ်။နောက်တော့ Haruto ကလည်းမိစ္ဆာကိုတတ်ဖို့ကိုပြေးသွားခဲ့ပါတယ်။
ဟရတူကလည်းမိစ္ဆာကိုအောင်မြင်စွာတက်လိုက်နိုင်ပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကလည်းမြေထဲကိုပြိုကျသွားခဲ့ရတာပေါ့အယ်လီကတော့ဟရတူကိုချက်ချင်းပဲဆင်းခဲ့ဖို့ကိုလိုက်သွားခဲ့တာပေါ့နောက်တော့တိုက်ခိုက်ရေးသမားတွေကလည်းလေရင်ပေါ်တက်ပြီးတော့လက်တက်ကားရန်ကိုပြန်သွားခဲ့ကြပါတယ်အရီကာကလည်းခဲလာကိုဂျူတာကတက်ဖြတ်ရေးသမားတွေကိုလက်တက်ကားရန်ကိုဘာကြောင့်ပြောင်းရွှေ့နေတာလဲဆိုပြီးတော့မေးလိုက်ရင်းနဲ့ပဲဒီပိုင်းလေးကတော့ဒီမှာနေပဲပြီးဆုံးသွားခဲ့ရပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်တစ်ပိုင်းမှာပြန်တွေ့ကြရအောင်လားဗျာ